ကဘာပြတ်တယ်ဆိုတာဟာစัจ java လားခရီးတသိပြတ်တာကိုပြောတာနော်ဒီတနိုင်ငံလေးငရင်လှုပ်တာတော့ဟိုတနိုင်ငံလေးဘာဖြစ်တာညာဖြစ်တာမိတောင်ပေါက်ကွဲတာတို့ဒုက္ခရောက်တာတို့ရေကြီးတာတဲ့ဒါတွေကတာမန်ကိစ္စလေးတွေလို့ပြောကဘာကြီးပျက်စီးသွားဖို့ရအတွက်ကဒါလည်းပဲတနေ့တစ်ခါမှကျုံလာဖို့အနေထားရှိတယ်တဲ့ကဘာကြီးတစ်ခုဘုရားဘာသာတရားတော်အရအခုဘုန်းကြီးတို့တွေနေထိုင်နေကြတဲ့ကဘာကိုခတ္တကပ္ပဒီလိုခေါ်တယ်ဘုရားငါးစုပွင့်တဲ့ကဘာဘုရားငါးစုပွင့်တဲ့ကဘာဖြစ်ခြင်းကြောင့်အရိမတိယမြတ်စွာဘုရားမပွင့်မပြီးသေးလို့ရှိရင်ဒီကဘာကြီးကတော့ခုနလိုစัจ java လားဂရေတသိန်းနဲ့ရောပြီးတော့ပျက်စီးသွားเสียအကြောင်းမရှိသေးဘူးဒေတာပိုင်းဆိုင်ရာတခုခုပြတ်တာမျိုးကတော့မဖြစ်နိုင်ဘူးလို့ပြောလို့မရဘူးမဖြစ်နိုင်ဘူးလို့ပြောလို့မရဘူးနေရင်လှုပ်တာတော့ရှိနိုင်တယ်မီးလောင်တာတော့ရှိနိုင်တယ်ရေမျောတာတော့ရှိနိုင်တယ်ဒါကတော့တန်ရာထဲမှာသဘာဝပတ်ဝန်းကျင်မှာနေကြတဲ့ပုဂ္ဂိုလ်တွေဟာမရှောင်မလွဲနိုင်တဲ့အနေအထားလေးပေါ့တန်ရာထဲမှာရှိနေလို့ရှိရင်တော့ဒီလိုအန္တရာယ်တွေကတော့ရှိတယ်အဲ့တော့အဲ့ဒီအန္တရာယ်တွေကလွတ်ဖို့ယာယီဖြည့်ရှင်းတာကတော့ဘာလို့ရမလဲကိုယ်သီလကိုအားကိုးဖို့သစ္စာတရားဆိုဖို့နော်ယရဏသုတ်တို့မေတ္တာသုတ်တို့ဆိုတာလေးရွတ်အဓိကတော့အန္တရာယ်ကင်းမှုကမေတ္တာကရုဏာမုဒိတာဥပိ္ပခာလို့ဆိုတဲ့ဗြဟ္မဝိဟာရတရားတွေပွားများအထောက်ကြဖို့ဆိုကဘာပြည့်ရင်တောင်မှပဲဒါပဲအာကိုးရဒါပဲအာကိုးရအဲ့တော့ကဘာကြီးဖြစ်စည်းပြီဆိုတဲ့အခါမှာကဘာကိုဖြတ်တဲ့အင်အားစုတွေကအပြင်ကလာတာမဟုတ်ဘူးကဘာမှာပဲရှိတယ်ကဘာကြီးပြက်အောင်လုပ်တဲ့အင်အားလူလောကကြီးပျက်စီးအောင်လုပ်တဲ့အင်အားစုတွေကလည်းအပြင်မှာမရှိဘူးလူတွေထဲမှာပဲရှိတယ်နော်လူတွေရဲ့ယင်နဲ့နှလုံးထဲမှာဖြစ်တဲ့တရားတွေကကဘာကြီးကိုပြောင်းလဲပျက်စီးသွားစေနိုင်တယ်ဒါကြောင့်မို့လို့လူသားတွေကသိလောဘကြီးတဲ့အခါမှာကဘာကြီးမီးတောင်ပြီးတော့ပျက်စီးတယ်တဲ့တချို့ကတော့မီးနဲ့ဒေါသနဲ့ရှင်ပြီးတော့ဒေါသတွေသိကြီးလို့ရှိရင်မီးလောင်ပျက်စီးတယ်လို့ဒီလိုအဆိုလိုက်တစ်မျိုးရှိတယ်ဒါဝိသုဒ္ဓိမဲ့ကျမ်းမှာဆိုထားတဲ့အဲ့တော့လောကလူတွေဟာသိလောဘတွေကြီးလာသိလောဘတွေကြီးလာလို့ရှိရင်ကဘာကြီးကမီးလောင်ပျက်စီးနိုင်တယ်